ကဲဆီယမဆန်ဒီကျွန်တော်နည်းနည်းဆီယမဆန်ဒီရဲ့ယူပါယုံနဲ့လှုပ်ရှားမှုအကြောင်းလေးကိုကျွန်တော်အနေငယ်သိချင်လို့ပါနော်အဲ့ဒီအနေငယ်ပြောပြဖို့ရည်ရှို့နာမှာဖြစ်ဖိတ်ခေါ်တယ်နော်ကျမရဲ့ယူပါယုံကကျမရဲ့ယူပါယုံကပေါ့နော်ကျမမိဘမဲ့ကလေးတွေရောက်100လောက်ကျမမွေးချင်တယ်ပြီးလို့ရှိရင်အဲ့ဒီကလေးတွေကိုပေါ့နော်ကျမကနေပြီးတော့ပြုစုပြောထောင်ပြီးတော့ပေါ့နော်ဖျားနိုင်ငံတော်မှာကျယ်ဝန်းဖို့အမှုတော်ဆောင်နေဖြစ်စေချင်တယ်ယုံကြည်ခြင်းမှာပေါ့နော်သူတို့ထဲမှာထည့်ပေးလိုက်လို့ရှိရင်သူတို့နှလုံးသားထဲမှာသူတို့ခေါင်းထဲမှာယုံကြည်ခြင်းရှိသွားရင်ဘယ်သူမှဘယ်နေရာရောက်ပြန်လည်းမနှုတ်ယူနိုင်တော့ဘူးပြန်လည်းမကိုးယူနိုင်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်ငယ်စဉ်ကလေးကနေပေါ့နော်ကျမကပြုစုပြောထောင်ခြင်းတယ်ဆိုပြီးတော့နော်အမှုတော်ဆောင်ကောင်းတွေဖြစ်စေခြင်းတယ်နောက်တစ်ခုကကြတော့ပေါ့နော်သူတို့တွေနောက်မူဂျူเจ้าပေါ့နော်တနင်္လာနေ့တောက်ကြနေတီမူဂျူเจ้าကလေးတွေဖွင့်ခြင်းတယ်အဲ့ဒီမူဂျူเจ้าမှာအပြင်ကကလေးတွေမယုံကြည်သူကလေးတွေလာတက်မယ်အဲ့ဒီခါမှာအဲ့ဒီကလေးတွေရဲ့အမေတွေနဲ့ရင်းနှီးမှုယူပြီးသူတို့အိမ်တွေသွားလိမ့်မယ်ပြီးအေးဝင်ကလေးဟောမယ်သူတို့ကပြောင်းလဲလာမယ်ဆိုတော့ကျမမွေးထားတဲ့ကလေးတွေရဲ့အဲ့ဒီပြောင်းလဲလာတဲ့အမေတွေရဲ့အေးဝင်ကလေးဟောလို့ပြောင်းလဲလာတဲ့လူတွေနဲ့ပေါ့နော်ကျမကတနင်္ဂနွေနေ့မှာဝတ်ပြုခြင်းတယ်ပေါ့နော်ဖခင်ကြောင့်ကြီးကြီးကျမကလိုချင်တယ်အဲကျမရဲ့ယူပါရုံပဲပေါ့နော်ကျမကပြောထောင်ခြင်းတယ်သူတို့ပေါ့နော်အမှုတော်ဆောင်ကောင်းတွေအများကြီးမွေးထုတ်ခြင်းတယ်အဲကျမရဲ့ယူပါရုံပဲပေါ့နော်ဆရာဟုတ်ကဲ့နောက်လှုပ်ရှားမှုထဲမှာခက်ခဲတာဒီနည်းနည်းဒုက္ခကြုံတာတွေဟုတ်ကဲ့ရှိရင်အဲ့ဒါလည်းသိချင်လို့နော်ဟုတ်ကဲ့အခက်ခဲရတော့လေကျမမှာအများကြီးပဲကြုံတယ်ဆိုတော့ဘောနော်မိဘဘောနော်မွေးထားတယ်ဆိုတော့ကဲလို့သားသမီး3ယောက်မွေးရင်တော့မှာပဲဘောနော်ကိုကမွေးထားရင်တော့မှာအဲ့သားသမီး3ယောက်ကိုကဘယ်လိုပြောမလဲဆိုတော့ထိမ့်သိမ့်နိုင်ဘူးကိုစကားနားထောင်ဖို့အုပ်ချုပ်ဖို့ဆိုတော့မလွယ်ဘူးဒါပေမဲ့ဒီလိုကလေးတွေအများကြီးထဲဘူးပေါ့နော်ကျမတို့အုပ်ချုပ်ရတယ်ဆိုတော့ဘုရားရဲ့တကူတော်ကြောင့်ပဲကျမတို့အုပ်ချုပ်နိုင်တာနေ့တိုင်းတော့ပေါ့နော်ကျမတို့မှာအများတန်းချင်းရတဲ့ပြဿနာလေးတော့အများတန်းရှိတယ်အဲ့လိုမျိုးပေါ့နော်ချင်းချင်းမတည့်တာလေးတွေပြောစကားနားမထောင်တာလေးတွေနောက်တစ်ခါဖောက်တာလေးတွေအဲ့ဒါမျိုးတွေပေါ့နော်ရှိတယ်ဒါပေမဲ့ပေါ့နော်အများတန်းကိုဘုရားရဲ့ပေါ့နော်ဝိညာဉ်တော်ခွန်အားနဲ့ပဲဘုရားရှင်ဉာဏ်ပညာတောင်းပြီးတော့ပဲကျမတို့ဖြည့်ရှင်းတယ်နောက်ပြီးတော့သူတို့မှာဒီလိုအပ်လျက်ရှိတာပေါ့နော်တည်တဲ့အတိုင်းပဲကလေးတယောက်မှာလိုအပ်မှုဆိုတာအများကြီးရှိတယ်ဆိုတော့ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုကျမတို့တွေကဘယ်လိုပြည့်စုံအောင်ပေါ့နော်မပေးနိုင်ဘူးအဲ့ဒီခါမှာပေါ့နော်ကျမအရန်အဝမ်းနေတယ်ပေါ့နော်အားငယ်တယ်အဲ့ဒီမှာဖျားရှိမှာပဲတောင်းရတယ်အခုပေါ့သူတို့တွေမိုးရင်းမှာဆိုလို့ရှိရင်အခုပေါ့နော်အနွေးတွေမရှိဘူးအင်ကြီးတွေပြည့်စုံတော့မရှိဘူးဖနက်တို့အင်ကြီးတို့ပေါ့နော်သူတို့ဝေစားနောက်တစ်ခါကျသူတို့မဟုတ်ဘူးမပေးနိုင်ဘူးနောက်တစ်ခါကျလို့ရှိရင်အကြီးတွေပေါ့နော်အခုရှစ်တန်း9တန်း10တန်းနေရှိတယ်သူတို့ကျူရှင်ထားပေးဖို့လိုအပ်တယ်ဆရာခေါ်ပြီးတင်ဖို့လိုအပ်တယ်အဲ့မှာကျူရှင်ကျမမထားပေးနိုင်ဘူးအရင်ထားပေးခြင်းတယ်ကျူရှင်ထားပေးခြင်းတယ်ကျမလည်းမတင်နိုင်ဘူးလေဆရာသမားကိုလည်းခေါ်တင်ပေးခြင်းတယ်ဒါမှမဟုတ်လည်းသူတို့ကျူရှင်သွားတဲ့နေကျမကျူရှင်ထားပေးခြင်းတယ်အဲ့ဒီကျူရှင်စရိတ်လည်းပေါ့နော်ကျမမတတ်နိုင်ဘူးပေါ့နော်နောက်ငယ်တဲ့ကလေးတွေလည်းပေါ့နော်ကျမပေါ့နော်တနေ့ကိုမဟုတ်ဘူးတရားပဲဖြစ်ဖြစ်ပေါ့နော်50ပဲဖြစ်ကျမအများနဲ့ပေးခြင်းတယ်ဒါမှမဟုတ်ပေါ့နော်ပေးခြင်းတယ်ဒါမှကျမမပေးနိုင်ဘူးပေါ့နော်အဲ့အတွက်ပေါ့နော်သူတို့တွေသူများကလေးနဲ့ရှင်လိုက်လို့ရှိရင်ပမာသူတို့အားငယ်တယ်ပေါ့နော်အဲ့ဒီခါမှလည်းကျမတို့ပေါ့နော်အဲ့ဒါဒီအခက်ခဲရှိတယ်နောက်တစ်ခါကျတော့ပေါ့နော်တခြားပေါ့နော်လိုအပ်တဲ့ချက်တွေအများပါတယ်ကလေးတွေအတွက်ပေါ့နော်ရောင်50ဆိုတော့ပေါ့နော်အဲ့ဒီအခက်ခဲတွေတော့အများကြီးရှိတယ်နောက်ပြီးတော့သူတို့ကြောင်းသွားရတာခါမှတော့ပေါ့နော်ပင်မနဲ့ပေါ့နော်ကြောင်းသွားတဲ့ခါမှလည်းပင်မနဲ့လမ်းလည်းအရန်ဆိုးတယ်အဲ့တော့ဘောနော်ကျမလမ်းလဲပြင်ချင်တဲ့အခက်အခဲတွေကကျမအခုလောလောဆယ်လမ်းပြင်ဖို့အတွက်ကလေးတွေအရန်ဆူတောင်းတယ်ဆိုတော့ဘောနော်အဲ့မှာထော်လာကြီးက5စီးလောက်တော့လိုတယ်တကားကို4000လို့တော့ပြောတယ်ကျမတို့ကြောက်ခင်းဖို့ပေါ့နော်အဲ့ဒီမှာကြောက်ခင်းတဲ့ခါမှာကြောက်ပွားနေရှောက်သွားတဲ့ခါမှာပွဲမနေရဘူးမိုးရွာတဲ့ခါမှာဒီလမ်းလုံးဝသွားလို့မရဘူးကလေးတွေပေါ့နော်အဲ့ဒီခါတော်တော်ဆိုးတယ်ဆိုတော့အဲ့4စီးစာလောက်ပေါ့နော်ကျမတို့ရဖို့အတွက်ကျမတို့ဆူတောင်းတယ်ဆိုတော့အဲ့ဒါကိုရစေချင်တယ်ပေါ့နော်အဓိကတော့ကျမတို့အဲ့လမ်းလိုအပ်တယ်ပြီးတော့အဲ့ကလေးတွေပေါ့နော်ကျူရှင်ဘိုးတို့နောက်တစ်ခါကြားလို့ရှင်ပေါ့နော်အဲ့ကလေးတွေလိုအပ်တယ်ပေါ့နော်စာရစာတန်းဘိုးတို့စာအုပ်တို့ခဲတန်းတို့ပေါ်ပဲနော်အဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကလည်းလိုအပ်တဲ့အကြောင်းသားတွေအတွက်ပေါ့နော်နောက်ခက်ခဲတွေကတော့အများကြီးပါပဲဆိုတော့ main ကလေးဖြစ်တဲ့အတိုင်းပေါ့နော် main ကလေးဆိုတော့အတွင်းခိုင်းချီတော့နောက်အကောင်လုံးအောက်ကအစားပေါ့နော်ဟိုလီတို့အောက်ကအတွင်းခိုင်းတော့အစားအဲ့ဒါကြီးအကုန်လုံးလိုအပ်တယ်သူတို့ပြောတာကျမပဲအမေပဲဆိုတော့လေကျမအကုန်လုံးပြောချတယ်ဆိုတော့ကျမလည်းအကုန်လုံးမပြည့်စည်ပေးနိုင်တော့သူတို့မှလိုအပ်ချက်တွေရှိရဲဆရာအဲ့ဒါတွေပေါ့ရှိတယ်အဲ့ဒါတွေလည်းနောက်ဖះကစုကျေးဇူးထဲမှာဒါဆ iam ရဲ့ဖះပေးထားတဲ့ဗာလဲအမေရိကကိုနည်းနည်းပြောစရာရှိမလားအဲ့ဒါလည်းနည်းနည်းကြားချင်လို့ဟုတ်ကဲ့ကျမရဲ့စုကျေးဇူးကပေါ့နော်ကျမကဗာလဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီမိဘမဲ့တွေအတွက်ပေါ့နော်ပထမတော့ကျမကဘလို့မှပေါ့နော်စိတ်မလှုပ်ချင်ပေါ့နော်ကျမရဲ့စုကျေးဇူးကကျမ missionary ပဲကျမသွားမယ်လာမယ်သာသနာပြုမယ်ဟောပြောမယ်ကျမဒီလိုပဲနေတယ်ဒါမဲ့ပေါ့နော်ကျမတို့အထက်မှာပေါ့နော်အခုအထက်မှာရှိတဲ့မိုးဆက်နာပေါ့နော်သူ့ရဲ့ယောက်ျားကဆုံးသွားတယ်အဲ့ဂျင်မီရဲ့ယောက်ျားပေါ့နော်ဂျင်မီရဲ့အမျိုးသမီးသူကဆုံးသွားတဲ့ခါမှာသူကအဲ့တူကကျမတို့တင်တန်းသူဆုံးသွားတဲ့ခါမှာကျမကနေပြီးတော့ဆရာကမရှိဘူးဆရာဘက်ကအမေရိကန်မှာရှိနေတဲ့အချိန်မှာကျမကသွားပြီးသူ့ကိုခွန်အားပေးပါဆိုဆရာကဖုန်းဆက်တယ်ဖုန်းဆက်တော့ကျမကသူ့ရှိသွားနေတဲ့အချိန်မှာပဲပေါ့နော်
ကျမကအဲ့တော့နွေရာသီဖြစ်တယ်ဧပြီလ9ရက်နေ့မှာပေါ့နော်ကျမရဲ့ကလေးတွေကိုနွေရာသီမှာကျမအိမ်မှာခေါ်ပြီးတော့ကလေးတွေကိုစာသင်ပေးတယ်ကျန်းစာသင်ပေးတယ်ကလေးရောက်40ကိုအဲ့တော့လည်းကျမယုံကြည်ခြင်းနဲ့ပဲကျမကလုပ်တယ်ဆိုတော့မနက်စာ2ပြည်လောက်ချက်ပြီးသွားညနေစာချက်ဖို့မရှိတော့ဘူးဒါပေမဲ့ဆူတောင်းတယ်ယုံကြည်တယ်အဲ့ချိန်မှာပဲလာပြီးအလူရှင်တွေပေါ်တယ်အဲ့လိုပဲနောက်မယုံကြည်သူတွေကပဲပေါ့နော်ဒီမှာတင်တန်းလုပ်တယ်အဲ့လိုပဲကျေးဇူးတော်ချီးမွမ်းတဲ့အတန်ကြီးကြားတယ်ဆိုပြီးသူတို့ကပဲပေါ့နော်လာပြီးတယ်ကြက်ဦးတို့ဘူးသီးတို့အဲ့လိုပေါ့နော်ငရုတ်ကြက်တော်တို့လာပို့ကြတယ်ပေါင်းဝင်ချင်မယုံကြည်သူတွေကအဲ့ဒီအားဖြင့်ကျန်းစာတင်တန်းလုပ်နေတယ်အဲ့ဒီကလေးတွေရှိနေတဲ့အချိန်မှာကျမကသွားပြီးခွန်အားပေးကိုသွားတဲ့အခါမှာသူ့အိမ်တော့မရောက်ခဲ့ဘူးပေါ့နော်ဆရာခွာလျန်းရှိမှာကျမဒေသနာဝင်ငှခဲ့တယ်ဆရာခွာလျန်းတင်တော့မရောက်ခဲ့တယ်အိမ်မရောက်ခဲ့ဘူးမိုးဆန်တော့အိမ်မရောက်ခဲ့ဘူးကျမကမင်းရင်းနဲ့သွားရင်းနဲ့ဆိုတော့ဒါမှကျမပြန်လာတဲ့အချိန်မှာကျမအဖေကိုကျမအေးဝင်ကလေးခေါ်တယ်အဖေကအဲ့ဒီမှာသူကလက်ခံတယ်ခရစ်တော်အဲ့ဒီအချိန်မှာကျမပြန်သွားတော့နောက်ကျတယ်ဘူးလို့ပဲမိုးချုပ်တော့အိမ်ရောက်တော့ကျမကလေးကနေတော့အဲ့ဒီကလေးတွေနဲ့ဆော့ရင်းနဲ့ပဲသူတို့တွေကရေထဲကြတယ်3ယောက်ရေထဲကြတာဆိုတော့2ယောက်ကပြန်ပေါ်တယ်ကျမသားလုံးဝပြန်ပေါ်ဘလောက်ကလေးကဆုံးသွားတယ်အဲ့ဒီအချိန်မှာသားဆုံးသွားတဲ့အချိန်မှာဆရာကအဲ့ US မှာပဲရှိသေးတယ်အဲ့တော့ကျမကကလေးကိုဖက်ပြီးတော့ပေါ့နော်ကျမကဆူတောင်းတယ်ကိုတော့ဒီကလေးကိုတော့အခုပဲအသက်ရှင်ရတော့အခွင့်ကိုတော့ပေးနိုင်တယ်ဆိုတာယုံကြည်တယ်လို့အဲ့ဒီအချိန်မှာပေါ့နော်ဘုရားသခင်ဘာပြောလဲဆိုကိုတော့မှုတော့ဆောင်းနေတာလေလို့ကျန်းစာတင်နေတာပဲကိုတော့မှုတော့ဆောင်းနေတယ်အခုလည်းလူတွေကိုကဲတင်ချင်းပေးနေတယ်ပြန်လာတော့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ဂျုံတယ်လူတွေကလည်းအပြည့်ပဲအိမ်မှာကလေးတယောက်ကြီးနေတယ်ဆိုတော့ channel မှာလည်းဒီလိုချမ်းအပြည့်ပဲအပြည့်ပဲတယောက်ကလုံးအပြည့်ပဲကိုမရောက်ခင်ရောက်နေကြတာပေါ့နော်အဲ့ဒီအချိန်မှာအဲ့ကလေးကိုကျမဖက်ပြီးတော့ဆူတောင်းတယ်ဘုရားသခင်ဘယ်လိုဖြစ်တာလဲဒါပေမဲ့ကျမမှညီသက်ချင်းနဲ့ပြေးသွားရှိတယ်တနေ့နေ့ချိန်မှာဒီသားနဲ့ပြန်တွေ့ရမှာဆိုယုံကြည်တယ်ဘာလို့ဆိုတော့အဲ့ဒီသားကအဲ့ဒီမနေ့မှာပဲအဲ့ဒီနေရာစံတီးပဲသူဆုံးတဲ့နေရာစံတီးမနေ့မှာပဲသူကကြမ်းချက်17ချက်နဲ့စာတမန်နတ်ကိုပေါ့နော်ဘလို့အရှုံးမပေးရဘူးဘလို့အောင်နိုင်ရမယ်ဆိုတော့ကြမ်းချက်17ချက်နဲ့သူကဒေသနာဝင်ငှခဲ့တယ်သူတို့ပေါ့နော်ကလေးတွေပေါ့နော်ဒေသနာဝင်ငှကနေမှာသူကဒေသနာဝင်ငှတော့ကျမတို့ကြည့်ပြီးတော့ခွန်အားရမ်းရတယ်မျက်ရည်ကျတယ်ဒီခွန်အားရတယ်ငါသားတနည်းကြရင်ကဘာပတ်ပြီးတော့ပေါ့နော်တရားဟောဆရာဖြစ်ရမယ်ဆိုတော့ရွေးချက်ထားလိုက်တာအဲ့နေရပဲဒီနေ့အဲ့နေရပဲပေါ့နော်သူဆုံးသွားတယ်ဆိုတဲ့အခါမှာပေါ့နော်အဲ့အချိန်မှာဖခင်ကပြောလဲဆိုတော့ဒီသားကဒီအချိန်မှာဒီလိုပဲရင်းနေပြီးဆုံးရမယ်ဆိုတော့ငါတင့်ကို3ချိန်ဖော်ပြပြီးပြီတော့ကျမ်းစာမှာလည်းပြောတယ်ပရောဖက်ကိုမဖော်ပြဘဲနဲ့ငါဟာဘာလုံးမလုပ်ဘူးလို့ပြောတယ်ကျမ်းစာမှာအဲ့ဒီပေါ့နော်3ချိန်ဖော်ပြတယ်ဟုတ်တယ်ကျမ AR တိုင်းကိုသွားတယ်နာခိကိုသွားကူညီတယ်နာခိမှာပေါ့နော်လှူခဲ့တယ်တန်းခဲ့တယ်အဲ့ဒီချိန်မှာပဲပေါ့နော်ဖော်ပြောခဲ့တယ်အဲ့ဒီချိန်မှာကျမအိမ်မက်ထဲမှာကျမသားရင်းနေပြီးဆုံးတယ်ဘယ်ရွယ်လဲဆိုတော့ဒီရွယ်ပဲရင်းနေပြီးဆုံးတယ်ဘယ်ရွယ်လဲဆိုတော့ဒီရွယ်ပဲဆိုတာ3ချိန်အမြဲတမ်းပေါ့နော်ကျမအိမ်မက်ပဲအဲ့ဒါကိုဖခင်က remind လုပ်တယ်ငါပြောခဲ့ပြီးနင့်ကို3ချိန်ပြောခဲ့ပြီးတဲ့ဒီရွှေမှာ तू ကဒီလိုဆုံးရမယ်ဆိုတာဆိုတော့ကျမအလိုတော်ဝင်ခံတယ်ဟုတ်ပြီဒါဆိုကျမကျေးဇူးတင်ပါတယ်ဘုရားသခင်အလိုတော်ပဲဒီနေ့တနေ့ချိန်တစ်ချိန်ဒီမှာဘုရားရဲ့ရှင်ခွင်မှာသားနဲ့ပြန်တွေ့ရမယ်ဆိုတာယုံကြည်ခြင်းရှိတယ်ဆိုတော့အခါမှာအဲ့ဒီချိန်မှာလည်းသူအရန်ခက်ခဲတယ်ဒါပေမဲ့ဘုရားသခင်ဘယ်လိုစကားပြောလဲဆိုတော့ညီပေါ်ကြတဲ့မျိုးစီတစ်စီကတစ်စီပဲနေတော့ပါယူကောင်းတယ်ကွဲပြည့်ရင်အသီးများစွာသိနိုင်တယ်ဒီနေ့စပားစီရပေါ့နော်မကွဲမပြတ်ဖက်နဲ့ဆိုတစ်စီပဲရှိတယ်ဒီနေ့ကျမသားဟာလည်းမကွဲမပြတ်ရင်ကျမကသားကိုအားကိုးမယ်သားတယောက်တည်းပဲရှိမယ်ဒါပေမဲ့ကွဲပြစ်လိုက်တဲ့အခါကြီးမွားလိုက်တဲ့အခါမှာသားလို့ချစ်ရမယ်သားသမီးအများကြီးဘုရားကကျမကိုပြန်ပေးမယ်ဆိုတာကိုကျမဘုရားရဲ့စကားပြောခြင်းခံရတယ်။ညီပေါ်ကြားတဲ့မျိုးစေ့တစ်စီကတစ်စီပဲနေတော့သားကြီးကောင်းတယ်။ကွဲပြစ်ရင်အသီးများစွာသိနိုင်တယ်တဲ့။ဆိုတော့ကျမကနေပြီးတော့နော်သားရဲ့ပေါ့နော်ဒီအုပ်ကူမှာအဲ့ချက်ချက်လေးပဲရေးပြပါလို့ညီပေါ်ကြားတဲ့မျိုးစေ့တစ်စီကတစ်စီပဲနေတော့သားကြီးကောင်းတယ်။ကွဲပြစ်ရင်အသီးများစွာသိနိုင်တယ်။အဲ့ကလေးကပေါ့နော်ဘုရားရဲ့သားသမီးတွေဒီလိုမိဘမဲ့တွေကိုကျမကနေပြီးတော့ကျွေးမွေးရမယ်ပြုစုရမယ်သားလို့မချစ်ရတဲ့မြတ်တာကိုသူတို့ကိုချစ်ရမယ်သားလို့မလုပ်ပြီးခဲ့တဲ့အရာတွေသူတို့ကိုလုပ်ပေးရမယ်ဆိုတဲ့ယူပါကိုကျမရရှိတယ်ဆိုတဲ့အခါမှာဟေရှာယ60မှာကျမကိုဘုရားကစကားပြောတယ်တင်ထားတော့လင်းတော့တင်းအလင်းတွေရောက်လာပြီရေကြီးကိုမှောင်မိုက်တွေထူထပ်တော့မှောင်မိုက်တွေဖုံးလန်းလိမ့်မယ်တိုးတော်လည်းတင့်ပေါ်မှာထာဝရဘုရားရဲ့အလင်းတော်ဟာရှိလိမ့်မယ်တင်မမွေးသောသားသမီးတို့တင့်နာမှာမွေးစားခြင်းကိုခံကြလိမ့်မယ်ထိုအခါတင်သည်ရှင်လန်းခြင်းနဲ့ဝမ်းမြောက်ခြင်းရှိလိမ့်မယ်နှလုံးတော်လေးကိုဝမ်းမြောက်လိမ့်မယ်ဆိုတော့အဲ့ဒီကျင့်ချက်ကိုရတယ်ဆိုတော့မမွေးတဲ့သားသမီးတွေကတင့်နာမှာပြန်ပြီးမွေးစားခြင်းကိုခံကြလိမ့်မယ်ဆိုတော့အဲ့ကလေးကစပြီးတော့ဘောနော်ဟုတ်တယ်ဘုရားကငါ့ကိုရှုပိုင်အောင်ပေးတာငါမမွေးတဲ့သားသမီးတွေကငါ့ကိုဘုရားပေးလိမ့်မယ်ဆိုပြီးတဲ့အခါမှာကျမကဘုရားကိုတိတိကျကျဆုတောင်းတယ်ဘုရားသခင်ကျမမိဘမဲ့ကလေးတွေမွေးမယ်အရောက်100အောင်မွေးမယ်ပြီးလို့ရှိရင်ဘောနော်ကျမအသင်းတော်လူ1000ဆန့်တဲ့အသင်းတော်ကျမတည်ထောင်မယ်နောက်တစ်ခါဒီမယုံကြည်သူတွေကိုကျမအေးဝင်ကလေးခေါ်မယ်ဒီကလေးတွေနဲ့ကျမကသာသနာပြုမယ်လို့ကျမကစူပိုင်ထားတယ်ဆိုတဲ့အခါမှာပေါ့နော်အခုကတော့ကျမကအသင်းတော်လည်းမရှိသေးဘူးဒါပေမဲ့မြေကတော့ကျမဆူတောင်းထားတယ်ဒီဘက်ကမြေကသူတို့ရောင်းမယ်တဲ့ဆိုတော့ကျေးဇူးတော်ပဲမြေရောင်းစရာမရှိဘူးဆိုဝယ်စရာမရှိဘူးဒါပေမဲ့ကျမမှာမျှော်လင့်ချက်ရှိတယ်အဲ့ဘက်တစ်ချမ်းကိုပေါ့နော်ရောင်းမယ်ဆိုတော့အဲ့မှာလူ1000လောက်ဆန့်တဲ့အသင်းတော်ပေါ့နော်ကျမကလုပ်ဖို့အတွက်ကျမကဆူတောင်းနေတယ်အခုချိန်မှာပေါ့နော်ဒီပတ်ဝန်းကျင်ကလူတွေရွာတွေအများကြီးရှိတယ်နောက်ကျမကမော်ဘီရဲ့စာတိလည်းဖြစ်တယ်မော်ဘီကနေပြီးတော့ကျမကနေပြီးသူငယ်တန်းကနေ10တန်းဒီမော်ဘီမှာအောင်ခဲ့တယ်ဆိုတော့ငယ်ချင်းတွေအများကြီးမိတ်ဆွေတွေအများကြီးရှိတယ်မေယုံကြည်သူတွေမှာကျမကထိုးပေါက်ခြင်းနဲ့ပုံသက်တွေပြခြင်းနဲ့အသင်းတော်လူ1000လောက်ဆန့်တဲ့အသင်းတော်ကျမလုပ်ခြင်းနဲ့အဲ့အတွက်ပေါ့နော်ဒီမြေကွက်ကိုလည်းကျမဆူတောင်းထားတယ်အဲ့ဒီမြေကွက်ရရင်အသင်းတော်အတွက်ဆက်ဆူတောင်းမယ်လူ1000လောက်ဆန့်တဲ့အသင်းတော်ကိုကျမတို့တိဆောက်ထားရင်ဘုရားသခင်လူ1000ပေးမယ်ဆိုတာကျမယုံကြည်တယ်အာမင်အားကြောင့်လို့ပေါ့နော်ကျမတို့လည်းဝိုင်းပြီးတော့ဆူတောင်းပေးကြပါလို့ကျမပြောချင်တယ်လို့နော်အားကြောင့်ပေါ့နော်အရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်တယ်အခုလိုယူပါယုံလေးတွေကို
ရှင်းပြလို့အရန်တိတ်ကျွန်တော်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီလိုဟာမျိုးယူပါဆုံးကဆက်ဆက်ပါပါပဲဒါတကယ်လက်တွေ့လဲဒီအစောအူနဲ့ကျွန်တော်တွေးလိုက်တော့အိုးဘုရားသခင်အံ့ဩတဲ့ဘုရားဆိုတာပူပြီးကျွန်တော်ပုံမှာအံ့ဩတဲ့ဘုရားထင်ရှားတယ်လို့ဥပြီးထင်ရှားတယ်ဆိုတာကျွန်တော်သိတယ်ဟာလေလုယာအာမင်ဘုရားစီမှာစိတ်ကတ်တဲ့လူနဲ့ယူပါဆုံးရှိတဲ့လူကတော့ဘုရားကပေးတယ်နော်အာမင်ကျွန်မတိတိကျကျဆုတောင်းတယ်လေဘုရားသခင်မိဘမဲ့လည်းရောက်တရားလို့ခြင်းနဲ့အခု90ရပြီနောက်တစ်ခါကြာလို့ရှိရင်ကျွန်မကအသင်းတော်လဲတနင်္ဂနွေနေ့ဝတ်ပြုခြင်းနဲ့ဒီနေ့ကျွန်မတို့တနင်္ဂနွေနေ့ဝတ်ပြုရတဲ့ morning devotion ပေါ့နော်မနေ့9နာရီခွဲဆိုကျွန်မအားလုံးဖျားရှိကိုမှာအကုန်လုံးတယောက်မကြံဖျားရှိကိုတယ်9နာရီခွဲအဲ့လိုပဲအခုလိုပဲဆုတောင်းကြတယ်ကျေးဆုတောင်းတယ်အားလုံးလည်းဆုတောင်းတယ်နောက်တစ်ခါညတိုင်းလည်းပဲနော်6နာရီတို့ဆိုအကုန်လုံးဖျားရှိကိုရတယ်အဲ့တော့ဒီနေ့ပေါ့နော်3ချိန်လောက်ကိုကျွန်မတို့ဖျားရှိကိုရတယ်ကျန်းစာတွေလွတ်ချက်ခိုင်းတယ်အဲ့လိုပဲနော်နှုတ်ကပတ်တော်တွေသင်ပေးတယ်ဆိုတော့ဘုရားကလေးတွေအရန်ယုံကြည်ခြင်းတွေအားကြီးလာကြတယ်ကျွန်မပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်မအရန်ဝမ်းသာတယ်ပြီးတော့ကျွန်မဖြစ်စေခြင်းနဲ့မူကြိုးချောင်းလဲပေါ့နော်ဘုရားကပေးတယ်အစင်းနဲ့ပြီးလို့ရှင်လဲပေါ့နော်ကျွန်မကမိဘမဲ့ဒီမူကြိုးချောင်းနဲ့အသင်းတော်ဒီအသင်းတော်လည်းတနင်္ဂနွေနေ့တိုင်းဝတ်ပြုခွင့်ရတယ်တည်ထောင်ခွင့်ရတယ်ပါဝင်ခြင်းကတကယ်ချင်းတို့ကျွန်မဖိတ်ထားတယ်အမြဲတမ်းဝတ်ပြုတယ်လာခဲ့ပါဝင်ပါခွန်အားလည်းပေးပါတက်တည်လည်းခံပါကျွန်တော်တို့အားဖြင့်လည်းခွန်အားယူပါလို့ပြောထားတယ်ပေါ့နော်အဲ့ချိန်မှာဘုရားကအရန်ကြီးထွားစီမယ်အစပိုင်းမှာသိငယ်တော့လဲအဆုံးမှာကြီးထွားပြီးလိမ့်မယ်ပေါ့နော်ဘုငယ်မှာသစ္စာရှင်ဘုရားကအမှုကြီးအမဲ့ဘုရားဖြစ်ပါတယ်လို့အဲ့ဆိုမှကျွန်မကဒီဟာနဲ့ပဲကျွန်မမချိနဲ့တည်ဘူးတစ်ထက်ပေါ့အများကြီးဒီနေရာမှာပေါ့နော်ဘုန်းတော်ထင်ရှားဖို့တဲ့ကျွန်မဆုတောင်းပါတယ်လို့အာမင်အာမင်ကျေးဇူးတင်တယ်ဖြစ်လာမှာပါအာမင်ကျွန်မယုံကြည်ပါတယ်ပြည်သားပဲအာမင်အချိန်မတိုင်သေးလို့ပါအာမင်ကျဆင်ကောင်းချီးပေးပါစေအောင်မြင်ခြင်းတွေရယူသိမ့်မဲ့ဒီနေ့ကလေးလေးဆိုတော့ပေါ့အောင်မြင်ခြင်းကိုရယူထားယူသိမ့်ပိုက်ကြပါစို့အချိန်ရောက်ပြီဆိုတာငါတို့များအာယူရဲရင်ကြပါစေဆိုတာအခုကအချိန်ရောက်ပြီပေါ့နော်ကျွန်မစောင့်ခဲ့တာ10နှစ်ရှိပြီ10နှစ်လုံးပေါ့နော်ကျွန်မဆူတောင်းပြီးတော့နှိမ့်ချပြီးကျွန်မစောင့်ခဲ့တယ်ကျွန်မတခြားဟာတွေဘာမှမယူခဲ့ဘူးကျွန်မရဲ့ယူပါယုံကိုပဲကျွန်မဆူတောင်းတယ်ယူပါယုံပဲရှေ့ရှုတယ်ဒီနေ့ပေါ့နော်ယူပါယုံရောက်ဖို့အတွက်ဒီနေ့ကျွန်မဒီညဟာစပြီးခြေလန်းလန်းမဲ့နေရဆိုကျွန်မယုံကြည်တယ်အဆုံးထိပို့ပြီးတော့ဘုရားပဲပို့ဆောင်ပေးမယ်ဆိုကျွန်မယုံကြည်တယ်ကျွန်မရဲ့ယူပါယုံကဘုရားသခင်ရှေ့လာတဲ့အတွက်အဲ့ဒီမှာပေါ့နော်လာပြီးတော့ဘုရားသခင်ကသူ့ရဲ့ယူပါယုံအောင်မြင်ဖို့အတွက်တကဘာလုံးမှာရှိတဲ့လူတွေကိုဘုရားကစရရွေးချယ်ခံထားပေးပြီးသားဆိုတော့ကျွန်မယုံကြည်တယ်ဒီယူပါယုံကိုအောင်မြင်ဖို့ရအတွက်ဒီမြန်မာနိုင်ငံတော်ကြီးမှောက်လန့်ဖို့အတွက်အာမင်ဘုရားဆောင်နေမွေးထုတ်ဖို့အတွက်အာမင်ကျမတို့ပေါ့နော်ထောက်ပံ့မဲ့လူတွေကိုညီမဲ့လူတွေကိုယခုပဲဘုရားသခင်ပြင်ဆင်ပေးထားပြီးဆိုတော့ကျမတို့အဲ့ဒီလူတွေအတွက်လည်းကျမကအမြဲတမ်းဆုတောင်းပေးနေတယ်သူတို့လုပ်ငန်းကလည်းအောင်မြင်ဖို့ညီတဲ့ချင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေရဖို့အတွက်ကျမဆုတောင်းပေးတယ်။ဘာလို့ဆိုဒါကျမလုပ်တာမဟုတ်ဘူးကျမလုပ်နိုင်တာဘာတစ်ခုမှမရှိဘူးကျမခုချိန်စီနေတလက်မတော့မှကျမမဝင်နိုင်ဘူးကိုယ်ပိုင်ပတ်စံနဲ့ဆိုရင်ဒါပေမဲ့ဘုရားသခင်ကျေးဇူးတော်တက်တက်ကျမဒါတွေကိုနေ့တိုင်းကျမကိုလက်နဲ့ကျမချက်ကျွေးနေရတယ်လူ90စာကိုနေ့တိုင်းအလူပေးသလိုချက်ကျွေးနေရတာမလွယ်ပါဘူးလူ90စာကျွေးဖို့ကဒီနေ့ပေါ့နော်မနေ့တိုင်းကိုထားပြီး4နိုင်တို့ထားချက်လူ90စာကျမပြင်ဆင်နောက်နေ့ထားချက်ဟင်းမနေ့ဟင်းညဟင်းမထပ်အောင်ကလေးတွေမငင်းငွေအောင်ဘလို့စားကောင်းရမလဲကြံစီရတယ်စဉ်းစားရတယ်ကိုယ်တိုင်ဈေးဝယ်ရတယ်ကိုယ်တိုင်ဆွဲရတယ်ကိုယ်တိုင်ချက်ရတယ်ကိုယ်တိုင်ပြင်မှန်းခံတယ်နောက်တစ်ခါအခုမွေးထားတဲ့မောရှိလေးဆိုလဲအခု9ရက်သားတွေကပေးထားတာတညာလုံးပေါက်အိတ်ပြက်တယ်ကသေးဆိုတဲ့ငိုးတဲ့ထလဲပေးရတယ်တော့ကြနိုးတိုက်တယ်ကိုကအိတ်ချင်ပြီးသူကနိုးပြန်ပြီးတညာလုံးကျမအိတ်ပြက်ခံရတယ်ဒီနေ့2လအထိပေါ့နော်ဖះမြင်တဲ့အတိုင်းပဲသူချောလှလှနဲ့ပေါ့နော်သူကြီးထွားလာတယ်ဆိုတော့ပေါ့နော်ဒါတွေကိုတောင်းတိုင်မိခင်တယောက်ဆိုရင်ဒါကလေးတယောက်နဲ့ပဲပန်းစနဲ့လုံးမလုံးနိုင်ဘူးဒီနေ့ကျမမူချူเจ้าမှာတနင်္လာနေ့တောက်ကြနေ့ထိ9နာရီကနေ4နာရီစာတင်ရတယ်ဒီကလေးအတွက်မနေ့တိုင်းထားပြီးချက်ပြုတ်ပေးရတယ်ဒီမောရှိအတွက်ညတိုင်းကျမကနေပြီးတော့နေ့တိုင်းညတိုင်းကျမကနေပြီးတော့သူ့ကိုပြုစုရတယ်ဆိုတဲ့အခါမှာပေါ့နော်ဒါတွေအားလုံးကဖះလုပ်ပေးခဲ့လို့ဒါကျမလုပ်နိုင်တာဖះကကျမကိုအသုံးပြုပြီးတော့သူကိုယ်တိုင်လုပ်လို့သာကျမကဒီလိုငြိမ်သက်စွာနဲ့နေနိုင်တာကျမခွန်အားနဲ့ဆိုဘာမှမလုပ်နိုင်ပါဘူးလူခွန်အားနဲ့လူဆန်းဆန်းနဲ့ဆိုဘာမှမတတ်နိုင်ဘူးကျမလည်းဒီလိုပဲလုပ်ခဲ့တယ်ကျမဆိုရင်ဒီကလေးနှစ်ယောက်မွေးခဲ့တဲ့အတွက်ဒီကလေးနှစ်ယောက်ကိုကြည့်ဖို့အတွက်အိမ်ဖော်မငားနိုင်တဲ့အတွက်ကျမကျောင်းဆရာမလုပ်ကထွက်လိုက်ရတယ်ကျောင်းဆရာမလာမှာကျမကိုတစ်လ950ရတယ်အိမ်ဖော်တစ်လ900ပေးရတယ်အဲ့တော့ तू ကအိမ်မှာညိတ်နေတဲ့ကလေးနဲ့ညိတ်နေတဲ့ကလေးတနခါလိမ့်လိုက် तू ကကြော့မော်နေအောင်နေတယ်ကျမကဂျုံလို့ရုံရတယ်ကျူရှင်တင်ရတယ်တော့ကြာကျောင်းတင်ရတယ်ပြန်လာလို့ရှင်နှုံးမမရှိတော့မှအေးကျုံကြီးကြနေတာပဲစံမရှိဘူးအမစီမရှိဘူးအေးဝယ်ပေးမယ် तू ကတခင်ကိုကဂျုံဖြစ်နေတယ်အဲ့လိုရမ်းလောက်ရတယ်ရမ်းပင်ပန်းတယ်ဒါပေမဲ့ကျမပေါ့နော်မတတ်နိုင်ဘူးအဲ့အချိန်မှာကိုကမထူးပါဘူးငါပဲအလုပ်ထွက်မယ်ဆိုတော့ဒီကလေးတွေအတွက်ကျမအလုပ်ထွက်တယ်ဒီနေ့ဒီအချိန်မှာဒီကလေးတွေအများကြီးကြည့်နိုင်ရပါမယ်ကျမမှာအားလုံးညီသက်ချင်းရှိတယ်ဝမ်းမြောက်ခြင်းရှိတယ်ပျော်ရွှင်ခြင်းရှိတယ်ပင်ပန်းတယ်လို့မထင်ဘူးကျမအမှန်ဆိုရင်တော့ပင်ပန်းလုံးပေါ့နော်လဲသွားမယ်အချိန်ပဲဒါပေမဲ့ဘုရားသခင်ရဲ့ပေါ့နော်ခွန်အားနဲ့ကျမကဂျုံကန်နိုင်တဲ့အတွက်ကျမရဲ့ယူပါယုံအစပြုသလိုဒီနေ့ခြေလန်းလှမ်းသလိုအဆုံးထိတယ်ဖះကပဲကောင်းချီးပြီးမှဆိုကျမယုံကြည်တယ်အဲဆိုကျမရဲ့ယူပါယုံတော့အသင်းတော်1000ပေါ့နော်1000ဝေးပြုလို့ရတဲ့အသင်းတော်ကြီးကျမစူတောင်းထားတယ်ပြီးလို့ရှိရင်ကျမကိုဖះကယူပါယုံပေးပြီးသားဖြစ်တယ်နောက်ပြီးတော့
လူ100မိဘမဲ့ကလေးအယောက်100ကိုကျွန်မကြည့်ချင်တယ်ပေါ့နော်ပြုစုချင်တယ်စောင့်ရှောက်ချင်တယ်အဲ့တော့ဘုရားကောင်းကြီးပေးမှာပါဆိုတော့ပေါ့နော်လူ1000ကလည်းအသာလေးပါပဲဘုရားသခင်ရှိမှာပေါ့နော်အာမင်ပေးပြီးသားလေချင်းမတိုင်သေးလို့လာမှာလူ1000လေးတွေးရမှာပါအာမင်ဆရာတို့လည်းမြင်ရမှာပါဟုတ်ကဲ့ကျေးဇူးတင်တယ်ကဲပါဆရာဟုတ်ပြီဘုရားကောင်းကြီးပေးပါစေအာမင်နောက်